မင်္ဂလာပါခင်ဗျာစခန်းမှုနှင့်ဖွဲ့သည့်၎င်းတို့၏ကိုကျွတ်စီပွားအတွက်ချဲတိုင်များကိုအကာအကွယ်ပေးပြီးလက်လုံလက်စားကိုဝင်ဆောင်မျိုးသမီးတူအားချဲတိုင်ဟုဆိုကာမတရားဖမ်းဆီးဘေးရီတိုင်းငပူတော်မြို့နယ်ပြင်ခရိုင်နယ်မြေရဲစခန်းမှာစခန်းမှုနှင့်ဖွဲ့သည့်၎င်းတို့၏ကိုကျွတ်စီပွားအတွက်ဒိုင်ကြီးများကိုအကာအကွယ်ပေးပြီးအမှန်တကယ်လက်လုံလက်စားကိုဝင်ဆောင်မျိုးသမီးတူအားမတရားဖမ်းဆီးအရေးယူခဲ့မှုပေါ်ဒေသခံများအပြင်းထန်ဝေဖန်လျက်ရှိကြောင်းသိရပါတယ်။ပြည်စင်မှာလွန်ခဲ့သည့်29ရက်9လ2026ရက်နေ့တွင်ပြင်ခရိုင်တိုက်နယ်အုတ်တွင်းကျေးရွာအုပ်စုအုတ်တွင်းရွာ၌နေထိုင်သည့်အသက်42နှစ်ခန့်ရှိကိုဝင်ဆောင်မျိုးသမီးမက်ခင်မျိုးအေးခအေလီအားပြင်ခရိုင်ကျေးရွာရဲစခန်းမှု၏ဂိုင်းစေချက်အရဒူရဲအုပ်ဇော်ဝင်းထွန်းရဲကြီးခရဲကျော်သူဖြိုးမောင်မိတက်ရွှေလင်းရိုင်မှုကျော်မင်းစိုးနှင့်နေတိုင်းရဲတက်ချက်ဟိန်းတူရအောင်တို့ကဒူဒီလောင်းကစားပြုလုပ်သည်ဟုဆိုကာလာရောက်ပန်းစည်းခေါ်ဆောင်သွားခဲ့ခြင်းဖြစ်ပါတယ်။အမှန်တကယ်ဒူဒီ 3D လောင်းကစားဒိုင်ကြီးများဖြစ်ကြသည့်ဟုတ်တွင်းရာအထက်ကမှဆရာမဒေါ်ပူစုမကျူကျူဆန်းကိုပေါ်ဦးနဲ့ကိုထွန်းလင်းတို့အပြင်ပြင်ခရိုင်ရွာဒီလူကုန်းနဲ့တကယ်တောင်အုပ်စုအတွင်းရှိဘောလုံးပွဲနဲ့ဒူဒီ 3D ဒိုင်ကြီးများထံမှလိုင်းချင်းငွေများစွာရယူကအကာအကွယ်ပေးထားပြီးလိုင်းချင်းမပေးနိုင်သည့်တနေ့လောက်တနေ့စားကိုဝင်ဆောင်မျိုးသမီးကိုမှပြစ်မှတ်ထားဖမ်းဆီးခဲ့ခြင်းဖြစ်ပါတယ်။ရင်ခရိုင်နယ်မြေရဲစခန်းစခန်းမှုရဲအုပ်ကျော်စွာမြင့်ဇနီးမအုံမဝင်းနဲ့နေရင်းရဲတက်ချက်ဟိန်းသူရအောင်တို့သည်၎င်းတို့အားငွေချေးမမှန်မကန်ကောက်ခံသည့်ကိစ္စနှင့်ပတ်သက်၍အထက်သို့တိုင်ကြားခံရမည်ကိုမကျေနပ်သည့်အပြင်အခြားသို့နေရာပြောင်းရွှေ့ခံရမည်ဆိုသဖြင့်၎င်းတို့၏ယာရုနှင့်နယ်မြေတည်မြဲရေးအတွက်ရဲလုပ်ငန်းပြသသည့်အနေဖြင့်ယခုကဲ့သို့မတရားဟန်ပြအရေးယူဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်ခင်ဗျာ။ BRI တိုင်းတွင်မှာဖြစ်ပေါ်နေတဲ့သတင်းချက်လက်များကျွန်တော်တို့သတင်းတူတပ်ဖွဲ့ပသိမ်မှအချိန်နဲ့တပြင်းကြီးဆက်လက်တင်ပြပေးတော့ပါမယ်ခင်ဗျာ။